အားလုံးပဲမကတော့ငါဒီဒီကွာတာတော့ခေါ်နေပြီမှာတော့တို့တွေprof ဆောက်ကြမယ်နော် prof ကပထမဆုံးစားလိုက်ဖမ်းဝင်ရဘာလို့တော့ပတိအော်မတဲ့ကဆိုအေးရွေးများရွေးအေးနေဘာလဲအော်ပါလေရှိတဲ့တာလေဘာသာမလို့အော်လို့ပြောကောက်ပါလေရှိတဲ့တာလေနောက်ရှိမလားရှာတော့နောက်တွေ့ပြီယူရပြီโอเคလက်တီဆိုတော့ထိုးရဟောင်းဟိုမှာရှိမှာတော့ကောင်းတော့ထိုးဘာကောမဆူရကောတိတမ်ပြကောထိုးတယ်ခုပြစ်တဲ့ချန်တယ်ပြစ်ချန်တယ်နော်မဲလက်တီငါလက်တီညောက်လက်တီချီပဲချနေတာလက်တီထိုးတယ်ခင်ဗျာကျွန်တော်နဲ့ရှိသွားပါပြီโอเค level 2 hour ပြီးတဲ့ဘာလို့မလဲကွက်ယူမနေတယ်ဒါပါကြီးလေဘာတွေလဲဟာလူနာမလဲဆိုင်တော့ကြည့်တော့ကွက်ပဲယူရတော့ကွက်ယူအမြန်သေးတယ်နေမယ်ဘယ်အပေါ်ကောရှိတယ်ယူရမှာကွာတော့တင်ရှစ်ကောင်တော့ငါးကောင်တော့ချီအောင်ငါးကောင်တင်ထိုးမယ်နှစ်ကောင်ပေါက်ထိုးနာတော့နဲ့တူဖဲဝါနော်မင်းတို့နှစ်ကောင်ဟာထိုးတယ်ဟာနဲဦးလားဝါနေရတရားမနေဘူးတဲ့တနာတို့နေရတရားလားချောင်းနေရတရားမနေဘူးနောက်တစ်ခါထိုးမယ်နေရထိုးမယ်တော့ထိုးမယ်ဟုတ်နေရမှုတော့ထိုးမယ်တော့မနေရမေတော့စတော့ကြဖြစ်သွားမနေဘူးလားတော့ရတရားနော်တော့တရားထိုးရနော်မနေဘူးတဲ့တွေးတော့တစ်ဆက်မှနဲ့ထားကြတွေးတစ်ဆက်ပဲရောတကယ်ပါပဲကွာဘလို့မကောင်းမှမသိပါ level အဝါပြီးဆိုတော့ဟွာလုပ်ပဲအပုတ်မြင်ပဲမန်လီနဲ့တဖက်နာပဲနှုတ်ခွမြင်ပဲကွာမြည်ပါโอเค level 10မှာ level 10ရအောင် level 10မှာပြတ်သွားကြမယ်ကိုကြီးပါ share ထိုးတော့โอเค level 10ပြည့်ပြီဆိုတော့ကျွန်တော်တို့ယူသွားမယ်မြေပေါ်ဝက်တီးပြီးဆိုတော့ကျွန်တော်တို့ဂျန်ကန်ခုခွိုင်းအမျိုးကြီးတော့ဘာတော့ကျိုးပါပြောမြောက်ကျိုးစီတော့ကြမယ်မြောက်ကျိုးစီအောင်မှပြတ်သွားကြမယ်ကဲအရှုပ်ဆိုရင်တွေ့နေရပါပြီဂျန်ကန်ကျိုးလေးကော်တော့ယူပါမယ်စရုပ်ပဟန်ညာလေးမှာကော်တော့ကြမယ်ကဲဒီမှာတွေ့ပါပြီမှာကော်ယူပါမယ်မက်ဂီပဲရှိဆိုမက်ဂီပဲနိုင်မထိတယ်မက်ဂီပဲယူရမယ်တော့တိတ်ကားလည်းမက်ဂီတိတ်မယ်ချက်ဘန်ဝတီးတတိချေဘန်ဝတီးတာသူနဲ့နဲ့ပေါ့ဟာမြောင်လည်းငါ့ကိုမနေဘူးကွာငါ့ကိုနဲကောင်မရှိတော့ဒီကပေါ်မှာကဲအခုဆိုရတဲ့ဘယ်15ရောက်ပြီဆိုတော့မတ်တော့တည်ကြမယ်မက်ကြီးတဲ့အစင်းမြက်အောင်တော့တိုက်ခတ်ကြမယ်တော့ကြောက်ဖို့ကတော့ဟိုဘက်ကျမရှိတဲ့အကြောင်းတတိယထားအတိကျတတိယထားသွားမယ်တော့တက်ခံရှိကောက်ဖြစ်သွားပြီ1200ပတ်စ1200ရပါတယ်တော့ကောင်းတယ်ပတ်စပူရပေါ့ဟာရှိမစမလို့တော့တွေ့ပြီဟာလည်းကောက်ပြီးမှာมันก็จะไม่รู้ตัวลีก็ตัวก็ลีก็มันน่าจะเขาရှိသေးတယ်ဒီကောင်မန်ဂီကိုရီးယားပြောသေးပြီဇော်မဲလို့စစ်ပတ်တယ်နဲ့ဇော်မဲလို့ဒီကောင်ဆိုဇော်မဲလို့ခေါ်ကဲကွာ
ကဲကောအဲ့တေးရောပါ defend အဝါပြီးဆိုဖို့တော့ရပါဘလော့ဖွင့်မြင်မယ်ဘောမက်defender မြင်မယ် defender မြင်ပါမယ် defender မြင်ပါလို့ကြမယ် defender ဆက်ပြည့်ပြီးဆိုရင်ကျွန်တော်တို့ block အတိတော့ရကြမယ်ဟုတ်ကဲ့တော့ကြမှာဟုတ်ကဲ့level 20 6,000ကျော်ဆိုရင်9,000တဲ့အတိတော့ရတယ်ဘာလဲဟုတ်ကဲ့တင်ဟုတ်ကဲ့ပေါ်မှာဟုတ်ကဲ့ခုမရပဲမကျွန်တော်လှင်းနဲ့သွားလိုက်အောင်ဒီနော်ဆရာကြီးတော့တော့ဆက်ကျွန်တော်နဲ့ချက်တာနေတော့တဲ့ခေစီကျွန်တော်တို့ဂျန်ကန်ကျိုးရောက်မှာပြတ်တူကြမယ်ကဲရောက်ပြီဆိုတော့ကျွန်တော်တို့ဘောတမန်ကိုလီယာကေးယူရမယ်ယူပြီးတော့ပတ်သိကြပါမယ်ညတိလောက်ဆိုရင်ကိုလီယာကေးတို့ဟိုဘက်ကျမှအတိကြတွေ့ထားတယ်ဆိုတော့ကျွန်တော်တို့တွားပါမယ်အဲ့တော့တိရဝက်ကနော်တို့ပြင်မှာဝက်က level တက်တာလေတွေးရတယ်ဟာခုမှသိထားမှာဟုတ်တယ်နော်တော့အတိစားရေးတွေးရတယ်ဟုတ်တယ် share တိတ်လောက်ပါမယ်ဘလို့ share တိတ်လောက်ပါဘလို့တိတ်အစောကြည့်ပါတိတ်နေကြည့်ပေါ့ဟုတ်တယ်စဆော့မဆိုဒီမို့တိတ်ပေါ့တွေးလေးတစ်စက်လေးဖြစ်သွားပြီဆိုတော့တို့ဟက်ကာဘလို့ဖြစ်မှဆိုတဲ့အကြောင်းကြည့်ပါမယ်ဟက်ကာစာတိုင်းအများကြီးထိုးတော့ကြည့်အဲ့ဒါကြီး6ထိုးလိုက်ပြည့်ပြီဟက်ကာဖြစ်သွားပြီအများကြီးပဲဘောင်းသေးတူဝိုင်း600ကျော်ပဲတိုးတယ်ဘောင်းဒီ level တော့တက်သွားအဲ့ဆိုကျွန်တော်တို့ level 20ရှေ့နောက်တစ်ခါဘောတမန်ပြတ်တွေ့ကြမယ်နမနေတော့ဆောက်ပြီးတော့ကျွန်တော်တို့ဘောထပ်ပေါ်ပိုင်းကျွန်တော်ထုတ်ဆက်တဲ့ပဲဒီခဏလိုပဲထုတ်ဆက်တဲ့တက်ပါမယ်ဟောတွေးနေရောပါတက်နေလေထပ်မှကြည့်ပါအောင်ကျွန်တော်တို့တွေစော်မဲလို့တက်ကြပါမယ်စော်မဲလို့8ကောင်8ကောင်ပေါ့စော်မဲလို့8ကောင်တက်မယ်ကျွန်တော်တို့တွေစော်မဲလို့8ကောင်တက်ပြီးကျွန်တော်တို့ level 30ပြည့်ပြီနော်စော်မဲလို့အကြကဲဒါပါပဲဗျာ